မင်းကလေးတယောက်ဟာတဘာဝထဲမှာကင်းစခန်းချပြီးဓာတ်ရိုက်လွှင့်နေတော့မျက်နှာဖုံးတက်ထားတဲ့လူစုတစုရဲ့အနိုင်ကျင့်ခံလိုက်ရတယ်။သူတို့ကဓာတ်နဲ့မင်းကလေးရဲ့လယ်ပင်ကိုထောက်ပြီးဗီဒီယိုရိုက်ကူးဖို့အတင်းကျပ်ပူးပေါင်းခိုင်းတယ်။ဒါနဲ့မကပဲမင်းကလေးကို3ရက်တိတိညှဉ်းပန်းနှိပ်စက်ခဲ့တယ်။မင်းကလေးဟာအသက်ရှင်ရေးမျှော်လင့်ချက်တွေဆွတ်လွတ်လိုက်ရတယ်။ဒီလူစုမသိလိုက်တာကဒီမင်းကလေးရဲ့အမဖြစ်သူအန်နာဟာဖကာအေဂျင့်တယောက်ဖြစ်နေတယ်ဆိုတာပဲ။အန်နာဟာမကောင်းတဲ့သူတွေကိုဥပဒေနဲ့အပြစ်ဒဏ်ပေးဖို့စိတ်ပိုင်းဖြတ်ထားတယ်။ဒါပေမဲ့သူညီမရဲ့ဇာပနနေ့မှာတော့ဒရိုက်တာကအန်နာကိုပြောပြတာကဒီလူစုတွေဟာအစစ်မြစ်အရာရှိကြီးတွေရဲ့တာသမီတွေဖြစ်နေတာကြောင့်သူတို့ကိုအပြစ်ဒဏ်ပေးလို့လုံးဝမဖြစ်နိုင်ဘူးတဲ့အန်နာလုံးဝမျှော်လင့်ချက်ကင်းမဲ့သွားတယ်ကျမညီမကဒီလိုအပြစ်မဲ့တေးသွားရမှာလားအန်နာငိုကြွေးနေတာကိုကြည်ရင်ဒရိုက်တာကသူ့ကို gas flash drive တစ်ခုပေးလိုက်တယ်အဲ့ဒါကတော့ဗီဒီယို editing တွေနဲ့ပြည့်နေတယ်အန်နာကတုံတုံရီနဲ့ဗီဒီယိုကိုနှိပ်ကြည့်လိုက်တယ်မကြခင်မှာပဲသူမဟာမျက်ရည်တွေထပ်မကျတော့ဘူးမျက်လုံးတွေဟာအမုန်းတရားနဲ့ပြည့်နေသွားခဲ့တယ်အန်နာဟာသူ့ကိုယ်ပိုင်နီးလန်းနဲ့လက်စားချေဖို့ဆုံးဖြတ်လိုက်တယ်။သူမဟာသူ့ညီမတိုက်ရိုက်လွှင့်ခဲ့တဲ့နေရာကိုရောက်ရှိလာခဲ့တယ်။သူမဟာတကိုင်းတွေကိုခြုံထားတယ်။ပြီးတော့မြေမျက်နှာသွင်းပြင်ကိုရင်းနှီးကျွမ်းဝင်အောင်လုပ်ပြီးထောင်ချောက်တွေစီစဉ်ထားပါတယ်။အန်နာဟာဒီတေမင်းတမန်တိုက်ရိုက်ထုတ်လွှင့်မှုကိုစတင်လိုက်တယ်။တေချာပေါက်ပဲ။မျက်စံစွာပဲဒီလူစုဟာဒီနေရာကိုရောက်ရှိလာကြတယ်။အန်နာကထိတ်လန့်သွားဟန်ဆောင်ပြီးတဲထဲမှာပုန်းနေခဲ့တယ်။တဲရဲ့စစ်ကိုဆွဲချထားတယ်။ဒါပေမဲ့နောက်စက္ကန့်မှာပဲဒီလူတွေကတဲကိုဓာတ်နဲ့ခုတ်ဖြတ်လိုက်ကြတယ်။သူတို့ကအန်နာကိုရိုင်းရိုင်းဆိုင်ဆိုင်ဆွဲထုတ်ကြတယ်လူတွေကမထင်မှတ်ပဲအယူမူရေမောနေကြတယ်။အန်နာကပြန်လဲခုခံတိုက်ခိုက်မှုစတင်ခဲ့တယ်။သူမကလူအချို့ကိုခြေကျိုးကျစေခဲ့တယ်။ပြီးတော့ခြုံထဲကိုပြေးဝင်သွားခဲ့တယ်။ဒီလူကအလွန်ဒေါသထွက်သွားပြီးသူ့လက်အောက်ငယ်သားတွေကိုတီးတန့်စီစဉ်ဆောင်ရွက်ခိုင်းတယ်။ဒီအတော်အတွင်းမှာပဲအန်နာဟာသူမရဲ့အပေါ်အင်ဂျီကိုချွတ်ပစ်လိုက်တယ်။သူမနဲ့သက်ဆိုင်တဲ့ကရိယာတစားပလာတွေရရှိသွားပြီးသူမရဲ့တက်ဖြတ်လိုသည့်အလိုက်ခံရှာဖွေမှုဟာတရားဝင်စတင်ခဲ့ပါပြီ။